တက်ဆင်လာပြီးတော့ရပ်ပိုင်းနဲ့ငယ်လောက်နဲ့ record ပြည့်နေတယ်ဆိုရင်မဖြစ်မနေတိတာတိနဲ့ setting လေးတွေအကြောင်းကိုဒီနေ့ဗီဒီယိုမှာမျှဝေပေးသွားပါမယ်ကျွန်တော်တို့တွေက CD တက်ဆင်လာပြီးတော့24နာရီပတ်လုံးလူမရှိတဲ့အချိန်လှုပ်ရှားမှုမရှိတဲ့အချိန်တွေကို record မှတ်ထားတဲ့အခါ memory တွေကအလားတက်ကုန်နေတာပါaudio application ကိုခေါင်းစားစရာမလိုတော့ပါဘူးကိုသုံးတဲ့ CCTV application ရဲ့ setting တွေကနေပြီးတော့ motion detection ကိုဖွင့်ထားလိုက်တဲ့အခါကျရင်လူဖြတ်သွားတဲ့အချိန်လှုပ်ရှားမှုရှိတဲ့အချိန်ကိုယ့်ရဲ့အိမ်နာကိုတစ်စုံတစ်ယောက်ကတ်လာတဲ့အချိန်အဲ့လိုအရေးကြီးတဲ့အချိန်မျိုးမှာပဲ record ဖမ်းပေးသွားမှာပါmotion detection ကိုဖွင့်ထားလိုက်တဲ့အတွက်ဘာတွေပိုကောင်းသွားလဲဆိုရင် record ဘိုင်းမှာလည်းအချိန်ကြာမှတ်နိုင်တယ်လို့အရေးကြီး record တွေပြန်ကြည့်တဲ့အခါမှာလည်းလှုပ်ရှားမှုရှိတဲ့အချိန်တွေကိုပြန်ပြပေးမှာမလို့အချိန်ကိုပိုတက်တာစေပါတယ်ချိတ်ဆက်ထားတဲ့ဖုန်းလည်း note ပို့ပေးမှာမလို့အရေးကြီးတဲ့ record တွေကိုမလွတ်တမ်းကြည့်နိုင်ပါတယ်CCTV ဆိုတာတတ်ထားရုံနဲ့မလုံလောက်ပါဘူးအရေးကြီးတဲ့ setting ပိုင်းတွေကိုသိထားမှသာသုံးရတာပိုပြီးအဆင်ပြေမှာပါခင်ဗျာ CCTV နဲ့ပတ်သက်လို့အခုလို tweet လေးတွေကိုအများနဲ့သိရအောင်ကျွန်တော်တို့ PC မြန်မာရဲ့ page လေးကို like and follow လေးလုပ်သွားဖို့မမေ့ပါနဲ့ခင်ဗျာ CCTV နဲ့ပတ်သက်လို့သိချင်တာလေးရှိလဲ comment လေးမှာမှန်ပေးသွားပါဦးခင်ဗျာ